သားတို့သမီးတို့ရေဒီနေ့ပြပြပေးမဲ့ပုံမြင်လေးကတော့ဒေါသကြီးတဲ့မွေအကြောင်းပဲဖြစ်ပါတယ်ဒေါသကြီးတဲ့မွေလက်သမားတယောက်ဟာသူ့ရဲ့အလုပ်ရုံကိုပေးပြီးအိမ်ပြန်သွားတဲ့အခါမှာအစိတ်ပြင်းတဲ့မွေတစ်ကောင်ကအဆရှဖွေးနဲ့လက်သမားရဲ့အလုပ်ရုံထဲကိုရောက်လာပါတယ်မွေကအရန်စားလောင်နေတဲ့အတွက်အစာတစ်ခုခုကိုရှောက်ဖွေးနေပါတယ်ပစိန်တလက်ကမွေဘော်ကိုပြုတ်ကျလာတဲ့အခါမွေကိုထိခိုက်မိသွားပါတယ်ဒေါသကြီးတဲ့မွေဟာအဲ့ဒီတမ်းစိန်ကိုဒေါသကြီးကိုက်ပေါက်လိုက်ပါတော့တယ်တန်ပစိန်မို့ပစိန်ကဘာမှမဖြစ်ပဲမွေးရဲ့အဆွဲတွေကျိုးပြီးသူ့တွေသာထွက်လာပြီးမွေးသာနာကျင်သွားရတာပေါ့ဒေါသတကြီးပြန်ပြီးတုံ့ပြန်ရင်းနဲ့မွေကထိုနေရာမှာပဲသူ့ရဲ့အနေနဲ့မှတိတ်ဆုံးသွားပါတော့တယ်နောက်တနေ့မနေ့ရောက်တဲ့အခါမှာလက်သမားကအလုပ်ခန်းတကာဖွင့်လိုက်တဲ့အခါတန်ပစိန်နားမှာသွေးတွေပွားပြီးတိတ်ဆုံးနေတဲ့မွေကိုပဲတွေ့လိုက်ရတာပေါ့တကယ်တော့မွေကိုဘယ်သူကမှမတတ်ပေမဲ့မွေရဲ့မစူးစမ်းမစင်ကျင်ပဲဒေါသတကြီးတုံ့ပြန်မှုကမွေကိုတတ်သွားတာပဲဖြစ်ပါတယ်ဒါကြောင့်တားတို့သမီးတို့လည်းဘလို့အချင်းမျိုးပါပဲကြုံပဲစိတ်အေးထားပြီးတော့အကျိုးအကြောင်းကိုသိစရာလေ့လာသုံးသပ်ကြည့်ပါဦးနော်